အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြမယ့်ပုံမြင်လေးကတော့ရုံပညာရှိနဲ့လောဘသားကြားကြီးခိုးရှိတုံးကတောအုပ်ကြီးတစ်ခုရဲ့အဆက်မှာကြားကြီးတစ်ကောင်ဟာမုတ်ဆိုးတွေထောင်ထားတဲ့ကြော်ကွင်းထဲမှာမိနေခဲ့တယ်အဲ့ဒီအချိန်မှာနွားချောင်းသားလေးတစ်ယောက်လမ်းလျှောက်လာတာကိုမြင်တော့ကြားကြီးကငိုယိုပြီးအကူအညီတောင်းတာပေါ့မောင်မင်းရဲ့ငါ့ကိုဒီကြော်ကွင်းထဲကနေကယ်ပါအောင်ငါ့ကိုကယ်ရင်မောင်မင်းကိုဘယ်တော့မှဒုက္ခမပေးပါဘူးလို့ဂရုပေးတယ်။နွားချောင်းသားလေးကတနာသွားပြီးကြော်ကွင်းကိုဖြုတ်ပေးလိုက်တယ်။ဒါပေမဲ့ကြော်ကွင်းထဲကလည်းလွတ်လာရောကြားကြီးကမျက်နှာပြောင်းသွားပြီးငါဖိုက်အရန်စာနေပြီးမောင်မင်းကိုငါစားရမယ်လို့ပြောပါတော့တယ်။နွားချောင်းသားလေးကအဖကြားကြီးဂရုပေးထားတာမတီတော့ဘူးလား။လာပါတွေးရသူသုံးဦးကိုမေးကြည့်ရအောင်လို့အကြံပြုတယ်။ပထမဆုံးနွားအိုကြီးကိုမေးတယ်။နွားအိုကြီးကငါလူတွေကိုအလုတ်ကျွေးဖြူးခဲ့ပေမဲ့အိုလာတော့ငါ့ကိုဆွန့်ပစ်ကြတယ်။ဒါကြောင့်ကြားကြီးစားတာခံလိုက်ပါလို့ဖြေလိုက်တယ်။ဒုတိယညောင်မင်းကြီးကိုမေးတယ်။ညောင်မင်းကြီးကလည်းငါအရေးမှနားကြပေမဲ့ငါခိုင်းတွေကိုချိုးကြတယ်။လူဆိုတာကျေးဇူးမတိတတ်ဘူး။စားလိုက်ပါလို့ဆုံးဖြတ်လိုက်တယ်။နွားချောင်းသားလေးခင်ဗျာမျက်ရည်တွေကျပြီးမျောလင်းချက်ကုန်နေတဲ့အချိန်မှာယုံပညာရှိလေးရောက်လာပါတော့တယ်။ယုံလေးကအကြောင်းစုံကိုနားထောင်ပြီးခေါင်းခါပြလိုက်တယ်။ဒီဇလန်ကနားလည်ရခတ်သားပဲ။ငါမျက်စိနဲ့အပြင်မှာတကယ်ဖြစ်ခဲ့တဲ့အတိုင်းမမြင်ရရင်မဆုံးဖြတ်တတ်ဘူး။ကဲအဖကြားကြီးအဖကဆက်ဆချင်းဘလို့ပုံစံနဲ့ရှိနေတာလေ။ကြားကြီးကသူကညံကောင်းတယ်ဆိုတာပြချင်တာနဲ့ငါကဒီကြော်ကွင်းထဲမှာဒီလိုမျိုးခေါင်းဆွတ်နေတာပေါ့ဆိုပြီးကြော်ကွင်းထဲကိုပြန်ဝင်ပြလိုက်တယ်။ယုံလေးကချစ်ချင်းပဲကြော်ကွင်းကိုပြန်ဆွဲတင်လိုက်ပြီးကဲအဖကြားကြီးအခုအဖဆက်ဆချင်းဖြစ်ခဲ့တဲ့အတိုင်းပြန်ဖြစ်သွားပြီနော်။ဂတိမတီတဲ့သူကိုဘယ်သူမှမကယ်သင့်ဘူး။မောင်နွားချောင်းသားမင်းလည်းဆက်သွားတော့လို့ပြောပြီးကြားကြီးကိုပညာပေးလိုက်ပါတော့တယ်။နွားချောင်းသားလေးလည်းယုံလေးကိုကျေးဇူးတင်ပြီးဘေးကင်းရာကိုပြန်သွားခဲ့တယ်။ကြားကြီးကတော့ဂတိမတီတဲ့အတွက်ကြော်ခွင်းထဲမှာပဲပြန်သိမ့်မိသွားပါတော့လေကွင်းဒီပုံမြင်လေးရဲ့သင်ခန်းစာကတော့ဂတိမတီတဲ့သူဟာနောက်ဆုံးမှာမိမိကိုယ်တိုင်ကဒုက္ခရောက်တတ်တယ်ဒါကြောင့်မို့လို့အားလုံးပဲဂတိတည်တဲ့သူဖြစ်ဖို့ကြိုးစားဖို့လိုပါတယ်